ဘာလဲဆိုရင်ခပြောကစုံဝါနေရုံခပြောတစ်နှိုက်ဝါတစ်မိုက်ဖြစ်တယ်အဲ့တော့တစ်နှစ်သားဝါကိုစိုက်အဲ့တော့ကျွန်တော်တို့တစ်နှစ်သားဝါကိုရွေးချယ်တဲ့နေရာမှာဒါဝယုံတော်ကြီးပါဒီဝယုံတော်ထဲမှာတစ်နှစ်သားဝါကကျွန်တော်တို့ဘယ်လိုဆုံးဖြတ်မလဲဆိုတော့အခုလိုဒီလိုဝဖတ်တွေရှိနေတယ်ဒါတစ်နှစ်သားဝါဒါဆိုရင်လည်းဒီလိုပဲဝါအဖတ်တွေရှိတဲ့အတွက်ကြောင့်ဒါကတစ်နှစ်သားဝါဖြစ်ပါတယ်ဒါလည်းတစ်နှစ်သားဝါဖြစ်ဒီဝါတွေကြတော့ဒါ3နှစ်သားလောက်ဖြစ်ပါတယ်တကယ်လို့ကျွန်တော်စိုက်မယ်ဆိုလို့ရှိရင်တစ်နှစ်သားနဲ့ဒီလို2နှစ်သားကတော့ပေါက်ပါတယ်ဝါအစ်စ်ထွက်လုံးကောင်းပါတယ်ဒါပေမဲ့လို့အခုလိုရင့်သွားတဲ့3နှစ်သား4နှစ်သားဆိုလို့ရှိရင်တော့စိုက်လို့ရှိရင်မအောင်ဘူးဒါကြောင့်မလို့ကျွန်တော်အခုပြောတယ်ဟာလားတစ်နှစ်သားဝါဆိုတာကဝက်ဖက်လေးတွေတစ်ဖက်သို့မဟုတ်နှစ်ဖက်ပါတဲ့ဥစ္စာကိုဝါဖြစ်ပါတယ်အခုကျွန်တော်ဒီဝါကိုထုတ်ပါမယ်နော်အခုကျွန်တော်တို့ဖြတ်မဲ့ဝါကတစ်နှစ်သားဝါဖြစ်ပါတယ်ဝါကိုဖြစ်နိုင်တော့ကျွန်တော်တို့ကတော့ဝါခုတ်ဓမ္မနဲ့လည်းရပါတယ်ဒါပေမဲ့လို့အခုလိုလွှမ်းနဲ့ဖြတ်မယ်ဆိုရင်ကောင်းပါတယ်ကာဘိုက်ပါတဲ့လွှာလေးနဲ့ဖြတ်မယ်ဆိုလို့ရှိရင်ဒါတစ်နှစ်သားဝါကိုဖြတ်တဲ့ဟာဖြစ်ပါတယ်တို့ကဝါကိုဘယ်လိုစိုက်ရမလဲဆိုတော့ပြုပြင်မှာဖြစ်ပါတယ်အခုစောစောဖြတ်လိုက်တဲ့တစ်နှစ်သားဝါကဒီကိုရောက်လာတော့ပြီရောက်တဲ့အချိန်မှာအခုရှင်းသားလေးနဲ့တူချလိုက်မယ်ချပြီးသွားလို့ရှိရင်ဘယ်လိုပြုပြင်ရမယ်ဆိုတာကျွန်တော်ပြောပါမယ်အခုချလိုက်တော့ရတယ်တကယ်တမ်းဒီဝါတွေကအရှိကြီးပါဒါဆိုปี40လောက်ရှိမယ်ปี40လောက်ရှိတဲ့ဝါလုံးရဲ့အစ်စ်ပေါင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအစ်စ်30ကျော်လောက်ရှိတယ်အဲ့တော့တကယ်ဝါပေါက်မဲ့အစ်စ်တွေကတော့ဒီအစ်စ်တွေဖြစ်တယ်ဒီဝါကြွလေးပြီးဒီအစ်စ်တွေကိုကျွန်တော်တို့ကတမိုက်ချံပြီးဖြတ်ပါမယ်တမိုက်ချံပြီးဖြတ်မယ်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအကြီးတော့တမိုက်လောက်ကကြီးတော့ဒီလိုမျိုးလွှတ်နဲ့ဖြတ်ပြရပါမယ်ကျွန်တော်တို့ကတ်တာနဲ့ဓာတ်နဲ့လည်းရပါတယ်ဒါပေမဲ့ဒီလွှတ်လိုမျိုးနဲ့ဖြတ်နိုင်ရင်ဆိုတော့ပိုကောင်းပါလေကျွန်တော်တို့ဝါဖြတ်တဲ့လွှတ်ရှိပါတယ်တကယ်တမ်းဝါဖြတ်တဲ့လွှတ်နဲ့ပိုကောင်းတယ်ဒီလိုမျိုးဖြတ်လိုက်ပြီးဒီလိုမျိုးဖြတ်လိုက်လို့ရှိရင်ဒီနေရာကြီးပြီးတော့အမြင့်တွေထွက်မယ်နောက်တော့ကဒီမှာမျက်စိရှိတယ်ဒီမျက်စိနေရာလည်းအမြင့်ထွက်မဲ့နေရာဖြစ်တယ်ဒီနေရာလည်းမျက်စိဖြစ်တယ်ဒီနေရာလည်းအဲ့နေရာဒီအကုန်လုံးမျက်စိထွက်မှာဖြစ်တယ်ဒီအစ်စ်တွေကလည်းတစ်စစ်နဲ့တစ်စစ်ကဒီလိုမျိုး180 degree ကြောခိုင်းထားတာဖြစ်တယ်ဒါကြောင့်မလို့သူတို့ကိုကျွန်တော်တို့ကဖြတ်တဲ့အချိန်မှာသူတို့ဒီလိုမျိုးတမိုက်ချံပြီးတော့ဖြတ်လိုက်ပါမယ်ဖြတ်ပြီးသွားလို့ရှိရင်ကျွန်တော်ဟိုမှာစိုက်တဲ့ခါကျရင်ဒီတိုင်းပဲစိုက်ဒီအစ်စ်ကိုလည်းဒီလိုပဲကျွန်တော်တို့ကဖြတ်ပါမယ်တမိုက်ဖြတ်လိုက်ဒီလိုကတ်တာလေးနဲ့ဖြတ်လိုက်ရင်တော်တော်လေးအဆင်ပြေတယ်ဒီလိုဖြတ်လိုက်ပြီးတော့ကျွန်တော်ဟိုမှာစိုက်တဲ့ခါကျတော့မှတော့စိုက်တဲ့ဥစ္စာကိုထပ်ပြီးတော့တော့ဒီဖြားလေးလည်းဒီလိုပဲသူတပိုက်တုံးနေရပြီလားကံကြီးကြီးတဲ့မထီဘူးဒါကိုကျွန်တော်က pressure နဲ့ဖိလို့မရအောင်ဖိလို့မရတဲ့ခါကျတော့ဒီနေရာဘယ်နေရာကြောင့်သူမောက်နေတာလဲကြည့်နောက်ကောက်လို့ဆိုရင်လည်းကောက်တဲ့နေရာကိုဖြတ်ပြီးကျွန်တော်ပြန်ဆက်လို့ရတယ်နောက်တစ်ခုကဒီနေရာမှာဟိုဘက်ကလွတ်နေပြီးဒီနေရာကြီးကထိနေတဲ့အတွက်ကြောင့်ဒီနေရာကိုအများကြီးတူးပြရအောင်ဒီနေရာကိုတူးပြရဒါကြောင့်မလို့ဝါကိုပြန်ထည့်ပြီးတော့တူးပါ